hook 3တိုင်း viral ဖြစ်တယ်ဆိုတာမှားတယ် hook formula 3မှာ viral ဖြစ်တယ်ဆိုတာမှန်တယ်ဗီဒီယိုမှာ hook တစ်ခုပဲသုံးတာတကားတစ်ခုပဲရှိတဲ့အိမ်လိုပဲအမိုးတွေနေရန်တွေဘာမှမပါဘူး hook formula သုံးထားတဲ့ဗီဒီယိုကတကားရောနေရန်ရောကြမ်းကင်းရောအမိုးရောပါတဲ့အိမ်တိုင်လိုပဲပြည့်စုံတယ်ရှေ့ဗီဒီယိုမှာ hook အကြောင်းပြောပြခဲ့တယ်ဒီဗီဒီယိုမှာတော့ hook formula အကြောင်းပြောပြပါမယ် hook formula မှာအခုနပြောပြခဲ့တဲ့အိမ်လိုပဲအခြေခံအားဖြင့်အဆင့်၄ဆင့်ရှိတယ်ဒီ၄ဆင့်ကတော့ hook value proof close hook ကတော့ပထမ3စက္ကန့်မှာ viewer တွေကိုဗီဒီယိုကြော်မသွားဘဲနဲ့ရက်သွားအောင်လောက်ရမယ့်စကားတစ်ခုမှဖြစ်ပါတယ် value မှာတော့ကိုပေးခြင်းတဲ့ message ကိုပြောခြင်းတဲ့အကြောင်းအရာကိုရှင်းလင်းစွာပြောပြရပါမယ် proof မှာတော့နမူနာတွေပြမယ်ဥပမာတွေပြမယ်တက်တေတွေပြမယ် screenshot တွေပြမယ် close ကတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုပိတ်မဲ့စကားလေးတစ်ခုကျွန်တော်တို့ပြောရမယ်ကျွန်တော်တို့ဒီပစ္စည်းလေးကိုစိုင်မှာလာပြီးတော့ကြည့်လို့ရကြအောင်စိုင်ကိုလာလို့ရကြအောင်ဝယ်လို့ရကြအောင်ကျေးဇူးတင်ကြောင်းတစ်ခုခုပြောပြီးတော့ပိတ်ရမှာပဲဖြစ်ပါတယ်ဒီ formula ကိုမသိရင် hook လည်းအလုပ်ဖြစ်မှာမဟုတ်ဘူးပြည့်စုံမှာလည်းမဟုတ်ဘူး formula ကိုမှန်ကန်စွာသုံးတတ်မှပဲဗီဒီယိုတွေက viral ဖြစ်လာမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဗီဒီယိုမှာဒီ hook formula လေးကိုသုံးဖို့အတွက်အကြံပေးချင်ပါတယ်ခင်ဗျာနောက်ထပ်လည်းဒါမျိုး sharing တွေအများကြီးလုပ်ပေးသွားမှာမို့လို့ဆက်လက်စောင့်ကြည့်ပေးပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်